ကျွန်တော်တို့အိမ်မောကြားနေချိန်မနက်တိုင်းရေခဲရည်နဲ့မျက်နှာတစ်ပြနေတဲ့ဒီဘဲကြီးကိုအားလုံးသိလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပြောပြပေးမှလည်းဒီဘဲကြီးအကြောင်းပဲဖြစ်ပါတယ်သူကတော့အမေရိကန်နိုင်ငံသားအသက်29နှစ်အရွယ် Aston Hall ဆိုသူပဲဖြစ်ပါတယ်သူက2025ခုနှစ်အစောပိုင်းကာလမှာပဲ YouTube မှာ morning routine video နဲ့နာမည်ကြီးလာသူပဲဖြစ်ပါတယ်သူ့ကို1995ခုနှစ်အောက်တိုဘာလ24ရက် Jacksonville Florida မှာမွေးဖွားခဲ့ပါတယ်2014ခုနှစ်အစောပိုင်းမှာ Arizona State University တွင် American football ကစားသမားတစ်ယောက်အဖြစ်3နှစ်လောက်ကစားခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့လူကြီးမင်းတို့ရဲ့မန်ချက်ရောက်စိတ်ကြီးလိုပါပဲအရန်ခုံမှာထိုင်ခဲ့ရတာများပါတယ်ဒါကြောင့်ကစားသမားဘဝနှုတ်ထွက်ခဲ့ပါတယ်2020မှာလည်းကယောဂါကြောင့်အလုပ်ပြုတ်ခဲ့ပါတယ်သူဟာလမ်းပြောင်းနေတဲ့နေ့ရက်တွေကိုဖျက်ကျော်ခဲ့ရတယ်လို့ဆိုပါတယ်သူဟာလူကြီးမင်းတို့လိုတာမန်လူငယ်တူပါပဲမိဘ background ဆိုတာလည်းမေရမရှိခဲ့ပါဘူးသူဟာ2020ခုနှစ်အနှောင်းပိုင်းကိုဗစ်ကာလအကျက်တဲမှာတော့သူ့ရဲ့ဘဝကိုတစ်စစ်ချိုးပြောင်းလဲမဲ့အရာတစ်ခုကိုစလုပ်ပါတော့တယ် ASH Fitness ဟူသောအမည်ဖြင့် online လေ့ကျင့်ရေး platform ကိုစတင်တည်ထောင်ခဲ့ပါတယ်လူတွေရဲ့ကဲရဲ့လှောင်ပြောင်ရတဲ့ comment တွေကိုအများကြီးဖျက်ကျော်ခဲ့ရတယ်လို့ဆိုပါတယ်2024ခုနှစ်မှာတော့သူ့ရဲ့ fitness video တွေနဲ့ပတ်သက်ပြီးအရာတစ်ခုကိုစပြီး update လုပ်ခဲ့ပါတယ်လူတွေစိတ်ဝင်စားမဲ့ morning routine video တွေကိုဖန်တီးပါတော့တယ်နနက်3:52မိနစ်တွင်နိုးထားပြီးပါးစပ်ကိုကတ်ခွာဖြုတ်ခြင်းစားတူကရေပလင်းမှာရေဖြစ်သွားတိုက်ခြင်းရေခဲရေအိုးတဲ့မျက်နှာနစ်ခြင်းငပြောခွင့်ဖြင့်မျက်နှာပုတ်ခြင်းစတဲ့အရာတွေကိုလုပ်ပြပြီးတော့ YouTube နဲ့ Instagram မှာ subscriber အများကြီးရှာနိုင်ခဲ့ပါတယ်သူကရေကူးကန်းနဲ့မခုံခင်လေထဲမှာ4မိနစ်အကြာနေနိုင်တယ်ဆိုတဲ့စကားကြောင့်ပို့ပြီးဝေဖန်ခံခဲ့ရပါတယ်။ဒီလေကျွန်တော်တို့1000ထိရအောင်လုပ်ပြရမယ်ဆိုပြီးတော့ပါ motivation speaker အဖြစ်ပါလုပ်ခဲ့ပါသေးတယ်။လူတွေကမင်းရဲ့ဗီဒီယိုတွေကဖိတ်ပါကွာမစစ်မှန်တဲ့အရာတွေနဲ့ follower တွေကိုလိမ်လည်နေတဲ့ဗီဒီယိုတွေပါကွာဆိုပြီးအပြောခံခဲ့ရပါတယ်။ morning routine guide စာတူကမန်စတဲ့လှောင်ပြောင်မှုတန်တွေကိုလည်းအများကြီးခံခဲ့ရပါတယ်ဒါတင်မကားသေးပါဘူးမင်းကဆိုရှယ်မှာပိတ်နေတဲ့လက်တော့ကိုအာသာပါဆန်နဲ့အလုပ်ကိစ္စချက်တင်ထိုင်ပြပြီး smart guy ဖြစ်ချင်ပြနေတယ်ဒါပေမဲ့သူဟာဝေဖန်မှုတွေကိုလစ်တူရှုပြီးသူ့ရဲ့ဗီဒီယိုကိုလုံမြဲလှုပ်ဆဲပါပဲ Aston Hall ရဲ့အောင်မြင်မှုဟာမတော်တဆမဟုတ်ပဲအတိအကျစီမံထားတဲ့လူသိများစေရေးနီးဗျူဟာပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာလည်းအတန်ရှင်မျိုးမျိုးနဲ့နာမည်ကြီးတဲ့လူတွေအများကြီးရှိပါတယ်သူများနိုင်ငံမှာလည်းရှိပါတယ်ရုပ်ရှင်ပြီးထျောက်မှုရှိတဲ့ຢာတွေကပဲအောင်မြင်မှုကိုရေရှည်တည်တံ့စေမှာပဲဖြစ်ပါတယ်။ဒါတင်မကားသေးပါဘူး။ Aston Hall ရဲ့အောင်မြင်မှုဟာစာတူကဝါသားရဲ့ stock share ဈေးကွက်တန်ဖိုး16%ကိုပါတိုးမြင့်ပေးခဲ့ပါသေးတယ်။ Logan Paul, Master Vito လိုကဘာကျော်တွေကတော့ Aston Hall ရဲ့ဗီဒီယိုကိုအတူယူပြီး like လုပ်ခဲ့ကြပါသေးတယ်။ Aston Hall ကယခုဆိုရင် social မှာဝင်ငွေ income အများကြီးရနေတဲ့သူပဲဖြစ်ပါတယ်။သူ့ရဲ့လုပ်ငန်းအများစုသူ့ရဲ့စီးပွားရေး business ကလည်းအားလုံး social မှာပဲရှိနေပါ။ကျွန်တော်တို့လည်း Aston Hall စီကရလိုက်တဲ့အရာတွေကတော့ဘယ်အရာမှဂိမ်းမဆိုင်နဲ့လူတယောက်စိတ်တစ်ခုစီပဲလူတရားမှာတရားရဲ့ဝေဖန်မှုကိုခံရမယ် healthy နဲ့ physical ဘိုင်းကိုအချိုးကျစွာပေါင်းစပ်ပြီးတနည်းတာရဲ့အရာတွေကိုပွားဖူးအပြည့်နဲ့ချင်းသေးတကောင်လိုအမဲလိုက်မယ်ဒီအရာတွေကဖိတ်ဖြစ်နေတောင်ကျွန်တော်တို့အတွက်အတူယူရမယ် entertainment တွေပဲဖြစ်ပါတယ်တခါကျွန်တော်တို့ရဲ့လမ်းပြောင်းနေတဲ့ကာလကကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်နိုင်ဖို့လေဖြစ်နိုင်ပါကိုဗစ်ကာလခက်ခဲမှာခါဗီတို့လို Aston Hall တို့လိုအလုပ်ပြုတ်ပြီးလမ်းပြောင်းနေတဲ့သူတွေတောင် YouTube Instagram Star တဲ့ platform တွေကိုအသုံးချပြီး income ကိုရှာနိုင်ခဲ့ပါတယ်ကျွန်တော်တို့လူကြီးမင်းတို့စီမှာလည်း talent တစ်ခုစီရှိနေပါတယ်ကိုယ့်ရဲ့အားနည်းချက်အားသာချက်ကိုတုံးချပြီးဘဝကိုဖျက်ဆီးကြပါလို့အကြံပြုချင်ပါတယ်လူအများစုဟာခက်ခဲနဲ့တွေးပြီးဆိုရင်လွယ်လွယ်နဲ့အလျှော့ပေးတတ်ကြပါတယ်ကျွန်တော်တို့ရည်မှန်းထားတဲ့အရာတွေကိုအလျှော့ပေးလိုက်ပြီးဆိုတာနဲ့အရာအလုံးကရပ်တန့်သွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe နဲ့အားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်